ဘေးရန်အပေါင်းကင်းဝေးကြပါစေအသေးလေးတစ်ခုပေးခြင်းလို့ပါဗျသာသနာညီတော်နောင်တော်တွေစကိုင်းမန္တလေးကဒီရှင်ကအလုံးခက်ခဲနေကြတဲ့အချိန်လေလူတွေကစောက်ထဲမှာတွေဖုံးနေရတာပြောတာတရားနဲ့ဖြည်တယ်ဒီချိန်မှာတကယ်ဘေးတွေ့လာတဲ့အချိန်မှာဘယ်သူမှတရားနဲ့ဖြည်လို့မရအောင်เนาะတကယ်တရားအားထုတ်ထားတဲ့သူတွေမှာတရားအနဲ့ဖြည်လို့ရမှာဒါတကယ်ဒိဋ္ဌဓမ္မကြုံတွေ့ခံစားနေရတဲ့သူတွေကဘယ်လို့မှတရားနဲ့ဖြည်လို့မရအောင်ဦးစင်းတငယ်ချင်းတွေဖုံးဆက်တယ်ဒကာဒကမတွေအတိလေးပေးခြင်းနေဗျာเนาะပရာဟိတအသင်းတွေကျန်တဲ့အလှူရှင်တွေကကျောင်းတိုက်ကြီးတွေကိုသွားတယ်မိန်းတန်ဃာတွေကိုပဲဆရာတော်ကြီးတွေရဲ့ပစ္စည်းသိမ်းဘလောက်အဲ့လိုမျိုးလှူသွားကြတာအခုများသောအားဖြင့်စာသင်တိုက်တွေကပြန်ပိတ်တယ်ပိတ်တဲ့အခါကျတော့စာသင်သားလေးတွေကကိုယ့်အရက်ဒေတာကိုပြန်ကြွရတော့မယ်လေများသောအားဖြင့်ကပစ္စည်းဆုံးရှုံးသွားတဲ့အခါအဝတ်တစ်ထည်ကိုတစ်ခုလိုမျိုးသင်္ကန်းတစ်ထည်ကိုတစ်ခုအဲ့လိုမျိုးဖြစ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အစာအုပ်တွေပြိုသွားတဲ့အခါကျတော့ကိုယ့်ရဲ့အသုံးအဆောင်တွေတစ်တာတွေသင်္ကန်းတွေကအကုန်လုံးအစာအုပ်တွေမှာအကုန်လုံးကျန်ခဲ့ကြတာဟုတ်အဲ့လိုဆိုတဲ့အခါကျတော့တချို့မိဘတွေကရွာတွေနေရာဒေသအသီးသီးကကိုသက်ဆိုင်ရာကိုသားတွေရဟန်းတွေတန်ဃာတော်တွေစီကိုဖုံးဆက်ကြတယ်ဖုံးနေရစာပြေတဲ့တန်ဃာတွေဆိုရင်အသီးလေးပေးခြင်းတယ်နော်စာပြေတဲ့အခါကျတော့ဖုံးနေရအပြင်မှာထားခဲ့ရတယ်သက်ဆိုင်တဲ့ဆရာတော်တွေရှိအပ်ခဲ့ရတဲ့အခါကျတော့အဆက်အသွယ်မရကြဘူးပေါ့ဒါလေးလည်းအသီးလေးပေးခြင်းတယ်နော်ဖုံးအသုံးပြုလို့မရဘူးလေစာမေးပွဲဖြေတဲ့အခါဖုံးနေအပ်ထားခဲ့ရတယ်အဲ့လိုဆိုတဲ့အခါကျတော့တချို့လည်းသက်ရှိထင်ရှားရှိကြတယ်တချို့လည်းသက်ရှိထင်ရှားမရှိကြတော့ဘူးပေါ့ဖုံးနေကအပ်ခဲ့ထားခဲ့တဲ့အတွက်ဖုံးနေခေါ်မရတာလေဒီလိုလည်းရှိတယ်အခုကစာသင်သားတန်ဃာတော်တွေပြန်ကြပါတော့မယ်ဆရာလေးတွေတန်ဃာတွေပြန်ကြွတော့မယ်သူတို့မှာဘာလေးအဓိကလိုလဲဆိုတော့လမ်းစီအဓိကလိုအပ်ပါတယ်ပရာဟိတအသင်းတွေကကျောင်းတိုက်တွေဆိုလို့ရှိရင်အကြီးအကဲတွေကိုပဲသိန်းဘလောက်အဲ့လိုမျိုးလှူကြတာလှူကြတယ်ဆိုတော့တကယ်ပြန်ကြွမဲ့တန်ဃာလေးတွေမှာသူတို့ရှိတာလေးတွေကတစ်တာထဲမှာကျင်းခဲ့တယ်เนาะအဲ့ဒါလေးအသိပေးခြင်းတယ်